Arsenal fan တွေကိုရင်နာစေမဲ့ကိုညာပါဝင်လာတဲ့အခုတစ်ပတ် Player of the Week ကများအားလုံးပဲမင်္ဂလာပါ eFootball Wine Fire ကောင်းရဲ့ admin Fares ပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကြာသပတေးနေ့ server refresh အပြီးမှဆိုရင်ထုံးစံအတိုင်းပဲ Player of the Week တွေက update ဖြစ်သွားခဲ့ပါပြီဒီထဲမှာဆိုရင်တော့ဒါ player တွေကြည့်တာနဲ့Arsenal fan တွေကိုဒါရင်နာစေမဲ့ကိုညာရဲ့ Manchester United ကလည်းပါဝင်လာတော့တွေ့ရပါတယ်ဒီကကတော့တမိုင်းကြောင်းလေးနည်းနည်းရှိရပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ Arsenal အသင်းနဲ့မန်ယူတင်းတို့ရဲ့ပွဲစဉ်မှာကွန်ညာကဒါနောက်ကျဦးဆောင်ကိုတွင်းခဲ့တဲ့ကပ်ပေါ့နော်အဲ့ဒီအချိန်မှာအောင်ပွဲခံနေတဲ့ပုံစံကိုလည်းဒါ eFootball ကထုတ်ထားကိုတွေ့ရပါတယ်သူရဲ့ player scale ကတော့ super set နဲ့လာပြီးတော့97 rating တက်ပါတယ်ပြီးတော့ဒါယာမဲပေါ့နော်ဘာစီလိုနာတင်းရဲ့ကစားသမားယာမဲကတော့ acrobatic finishing နဲ့ထွက်လာခဲ့ပြီးတော့ဒါ Real Madrid အသင်းကနေ Lyon အသင်းကိုပြောင်းသွားပြီးတော့ဒါ hat-trick သွင်းယူနိုင်ခဲ့တဲ့ Andre ရဲ့ကပ်ကလည်း long range color ကပ်နဲ့ပေါ့နော် long range color special scale နဲ့အတူဒါပွဲထွက်လာခဲ့တာကိုတွေ့ရပါတယ်ဒီထဲမှာတော့ကျွန်တော်တို့ဒါတခြားကတ်တွေအနေနဲ့ဆိုရင်လည်းပေါ့နော်ဒီတစ်ပတ်မှာကစားခဲ့ကြတဲ့ပွဲစဉ်တွေမှာခြေသွမ်းပြခဲ့တဲ့မာမိုစ်လိုမျိုးမာမိုစ်လိုကတ်တွေလည်းပါတယ်ပြီးတော့ Aston Villa ကိုသမား Martinez ပါတယ် Chelsea က ST ပေါင် Juventus က Locatelli Inter Milan ကဒီမာကိုပြီးတော့ Marseille က Nwaneri ဒီလိုကစားသမားမျိုးတွေအပြင်မှာတခြားကစားသမားတွေလည်းထပ်ပါတော့တွေ့ရတယ်ဒီထဲမှာတော့ပရိသတ်တွေကြိုက်မဲ့ကတ်ကတော့ဒါ Manchester United အသင်းရဲ့ကစားသမားကွန်ညာကတ်လို့လည်းပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါ Man U fan တွေအတွက်ဆိုရင်တော့ဒါ Arsenal ကိုနိုင်တဲ့အချိန်မှာဒါသူတို့အနေနဲ့ပေါ့နော်အရန်ပျော်ခဲ့ကြတယ်အဲ့ဒါကြောင့်မို့ဒါကိုညာကတ်ကိုဒါထုတ်ပေးခဲ့တဲ့ကတ်လို့တော့ပြောလို့ရတယ်ပေါ့နော်အာဆင်နယ်ဖန်တွေကတော့ဒီကတ်ပေါက်မယ်ဆိုတော့ရင်နာစရာကောင်းနိုင်မယ်ကျွန်တော်ကတော့ဒီ challenge နှစ်ခုကိုကစားခဲ့ပြီးပြီဆိုတော့ free ရတဲ့တစ်ချိန်နဲ့ဖောက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်ကတော့ဒီဖောက်ကြည့်လိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်ကဒီဘာစီလိုနာအသင်းရဲ့တောင်ပန်ကစားသမားပေါ့နော်ယာမဲပေါက်သွားပါတယ်ဒီရမဲကတ်ကတော့ကျွန်တော်မှလည်းတခြားရမဲကတ်တွေရှိရဆိုပေမဲ့ဘာဖြစ်တာ Player of the Week ကရင် free ပေးတဲ့ကတ်တွေကနေပေါ့နော်ဒါ3ယောက်ထဲကထိပ်ဆုံး3ယောက်ထဲကဒါ1ယောက်ကတ်ကိုပေါက်သွားခဲ့ရလဲဖြစ်ပါတယ်ကျွန်တော်ရဲ့ account ကိုဒါ follow လုပ်ထားကြတဲ့လူတွေထဲမှာရောပေါ့နော်ဒါ Man U fan တွေဆိုရင်ရောဒီကွန်ညာကတ်ကိုပေါက်ခဲ့ကြလားဒါမှမဟုတ် Arsenal fan တွေကပဲဒါ Man U ရဲ့ကွန်ညာကတ်ကိုပေါက်ပြီးတော့ရင်နာသွားခဲ့ကြလားဘယ် player တွေပေါက်ခဲ့ကြသေးလဲဆိုတာကို comment မှာဝင်ပြီးတော့ရေးခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်